ချစ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ်ချိန်ကပေါ်ငါတို့နှစ်ယောက်လမ်းခွဲခြင်းတစ်ဖက်မှာပေါ်ချိန်ကပေါ်ငါတို့နှစ်ယောက်ဥရုသုံးမှာဖြတ်တန်းရင်ပေါ်ဒီလိုဖြတ်တန်းနေကြရင်အချိန်ကြာလမ်းခွဲခြင်းဆက်စရာအောင်ငါတို့ကြာရှုံးခဲ့ကြတယ်ငါတို့ဝေးခဲ့ကြတယ်ဘာပဲဖြစ်ဖြစ်တစ်ခါတည်းရန်တော့မင်းကိုတတိယမိပါတယ်ဘာပဲဖြစ်ဖြစ်တစ်ခါတည်းရန်တော့မင်းကိုလွှမ်းမိပါတယ်ဘာပဲဖြစ်ဖြစ်တစ်ခါတည်းရန်တော့မင်းကိုချိန်ကပေါ်ငါတို့နှစ်ယောက်ချစ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ်ချိန်ကပေါ်ငါတို့နှစ်ယောက်လမ်းခွဲခြင်းတစ်ဖက်မှာပေါ်ချိန်ကပေါ်ငါတို့နှစ်ယောက်ဥရုသုံးမှာဖြတ်တန်းရင်ပေါ်ဒီလိုဖြတ်တန်းနေကြရင်အချိန်ကြာလမ်းခွဲခြင်းဆက်စရာအောင်ငါတို့ကြာရှုံးခဲ့ကြတယ်ငါတို့ဝေးခဲ့ကြတယ်ဘာပဲဖြစ်ဖြစ်တစ်ခါတည်းရန်တော့မင်းကိုတတိယမိပါတယ်ဘာပဲဖြစ်ဖြစ်တစ်ခါတည်းရန်တော့မင်းကိုလွှမ်းမိပါတယ်ဘာပဲဖြစ်ဖြစ်တစ်ခါတည်းရန်တော့မင်းကိုချစ်တဲ့ဖမ်းမှာငါတို့နှစ်ယောက်ကိုစီဖြတ်တန်းကြရင်ကိုယ်သမိုင်းကိုရေးကြတာပေါ့ချစ်သူလေးမင်းသမိုင်းလာပါစေလာပါစေ